မင်္ဂလာပါမအင်ချန်နဲ့တနန်းပေးတဲ့ဒေါ်လာလက်မြင်မှာအမပြောချင်တာလေမောင်လေးတယောက်ကမှတ်လာတာအမဘယ်နေရာမှာလဲရှာမတွေ့တော့လို့လေပွဲကဟိုတဲ့ပွဲကဟိုဘလောက်တွေယူရမှာလဲဆိုတာမသိဘူးเนาะဥမာ300ဆိုရင်500ဆိုရင်1000ဆိုရင်ပွဲကဘလောက်တွေတောင်းရမှာလဲပေးရမှာလဲပေါ့เนาะအဲ့ဒါမျိုးသူသိချင်တာနဲ့တူတယ်အမပြောချင်တာလေပွဲကရောင်းနေသူဆိုရင် 2% ဝယ်ရင်ပေးရမလို့ဒါပေမဲ့တချို့နေရာတွေမှာဝယ်တဲ့သူကတီးခြားရှာခိုင်းရင်လေပေးလေပေးထရှိကြတယ်ဥမာကျမလိုချင်တဲ့အမောင်းနဲ့ကျမလိုချင်တဲ့နေရာလေးနဲ့အိမ်နံပါတ်လေးကတော့ဒီလိုလေးလိုချင်နေဆိုပြီးတော့တီးခြားရှာခိုင်းရင်လေပွဲကပေးကြရတယ်လို့ပြောချင်တာနော်အမှပြောချင်တာတော့ပွဲကလို့ပြောလိုက်ရင် 2% ပဲဒါပေမဲ့တချို့တတ်မှတ်ထားတာတော့ဈေးနဲ့ရင် 3% လို့တတ်မှတ်ထားလဲရှိတယ်ဒါပေမဲ့ပြောချင်တာတော့လေအများတော့ 2% ပဲတတ်မှတ်တယ် 2% လို့ပြောလို့ရှိရင်လေနှစ်ချက်တိုးလို့ပဲစိတ်ထဲမှာအဲ့လိုပဲမှတ်ထားလိုက်ပေါ့နော်ဥမာတရားကိုနှစ်ချက်တိုးအဲ့ဒီလိုသဘောမျိုးပဲမှတ်ထားလိုက်တွက်တက်အောင်ပြောတာလေဥမာနှစ်ချက်တိုးဆိုရင်လူတိုင်းနဲ့လည်းနားလေသဘောပေါက်တယ်လေနော်အဲ့လိုလေးပြောချင်တာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်